ရှင်စုရပြီးတော့အိမ်ပြန်ရမယ်ထင်နေအဲ့ဒီလူမျိုးဒုတိယစုရမယ်လို့တကယ်ကိုမထင်ထားဘူးပေါ့နော်ရသွားဖြစ်တဲ့အတွက်ဟိုတော်တော်လေးကိုဝမ်းသာပီတိဖြစ်ရပါတယ်ရပါပြီဟုတ်တယ်လိုက်ခဲ့နော်ဟုတ်ကဲ့ပါကိုအဲ့တော့နာမည်လေးကျင်ချလိုက်တဲ့အခါမှာခန်းစားရတဲ့ခန်းစားချက်လေးပြောပေးပါဦးရှင်တော်တော်လေးကိုရှော့ရသွားတယ်လို့ပြောမှာပေါ့နော်မထင်ထားဘူးအဲ့လိုချက်ချင်းလည်းမထနိုင်အောင်အရန်ပျော်ပြီးတော့လေအားလုံးကဝိုင်းပြီးတော့နှုတ်ဆက်ကြတဲ့အချိန်မှာမျက်ရည်တောင်ကျမိတဲ့အထိပျော်ပါတယ်ကဲအဲ့တော့ကိုနာမည်ကျင်ရတဲ့အခါမှာဒါအောက်ကလူကောင်တို့လည်းအကုန်လုံးပေါ့နော်အတန်ကြီးပုံမြန်ပြီးတော့အားပေးကြတယ်ပေါ့ဘယ်လောက်ထိတော့ခန်းစားမိလဲပေါ့အရန်ပျော်ပါတယ်တကယ်ကိုလေအများကြီးချစ်ပေးကြရတဲ့အတွက်လေအဲ့မြတ်တာတွေကလေတကယ်ကိုဖိုးမဖြတ်နိုင်အောင်တကယ်ပျော်ပါတယ်ဒါ fashion စုပေးတဲ့အချိန်မှာလေဒါ fashion စုပေးပြီးနောက်မှာစု interview ဖြစ်နေတဲ့အချိန်မှာနောက်ဒုတိယစုထက်ယူအောင်လို့ပြောနေတဲ့အချိန်မှာလုံးဝမဝင်မရဲလေးဖြစ်နေတယ်နော်ဟုတ်တယ်ကျမမယုံရဲဘူးမယုံရဲဘူးလားကျွန်တော်ယုံပါပြီယုံပါပြီဘိုးမတင်တာဘူးဘိုးမတင်တာအဲ့တော့ဒါဒီကနေပြောရမရလည်းနှစ်စုလုံးရသွားတာနော်မမွေးစကားငါးသုံးရနော်ဟိုလိုမတင်တာဘာနဲ့စုလုံးရပါရှင်